ဟေတုပစ္စယောအကုသိုလ်ကင်း၍ကုသိုလ်နှင့်ရှင်တွဲရပါစေသာအာရမဏပစ္စယောမျက်စိနှင့်နားသည်နိဗ္ဗာန်သို့မျက်မှောက်ပြုရပါစေသာအဓိပတိပစ္စယောယုံနံနှစ်ပါးကိုစောင့်ရှောက်ထိမ့်သိမ့်နိုင်ရပါစေသာအနန္တရပစ္စယောများလှစွာသောကုသိုလ်တရားများကိုမျက်မှောက်ပြုရပါစေသာတမန်နန္တရပစ္စယောယုံနှင့်နှံအတူရှိသောတရားတို့ကိုမျက်မှောက်ပြုရပါစေသာသဟဇာတပစ္စယောရုပ်ချင်းနံနံချင်းထင်ရှားစွာသိရပါစေသာအညမညပစ္စယောယုံမှနံတို့နံမယုတ်တို့ပြောင်းလဲ၍သိရပါစေသာနေတယပစ္စယောယုံနံနှစ်ပါးတို့၏တရားကိုသိရပါစေသာဥပနေတယပစ္စယောယရနာသုံးပါးကိုဥထိတ်ထားရပါစေသာဥယေဇာတပစ္စယောရှေးကဖြစ်သောအကုသိုလ်ကိုပယ်၍ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသာပစ္ဆာဇာတပစ္စယောနောက်၌ဖြစ်သောအကုသိုလ်ကိုပယ်၍ကုသိုလ်ကိုမျက်မှောက်ပြုရပါသည်သာအတေဝနပစ္စယောလိုရာဆန္ဒမရှိအောင်ပြည့်စုံရပါစေသာကမ္မပစ္စယောကံ၃ပါးကိုထိမ့်သိမ့်နိုင်ရပါစေသာဝိဘာဂပစ္စယောဝိကျွေးသုံးတွေကိုပယ်ဖြတ်ရပါစေသာအာဟာရပစ္စယောလိုရာဆန္ဒကိုပြည့်စုံစွာထောက်ပံ့နိုင်ကြပါစေသာအိန္ဒရိယပစ္စယောနာယုတ်ကိုထိမ့်သိမ့်တတ်သောပညာနှင့်ပြည့်စုံရပါစေသာဇာနာပစ္စယောသူတော်ကောင်းတရား9ပါးနှင့်ဉာဏ်စဉ်5ပါးတို့နှင့်ပြည့်စုံရပါစေသာမဂ္ဂပစ္စယောဘာဝနာ2ပါးအပေါင်းတို့အာယုံပြု၍အထွတ်အထိပ်ပညာကိုရပါစေသာတံပယုတ်တပစ္စယောသူတော်ကောင်းတို့နှင့်ပေါင်း၍ခုနှစ်ဖြာသောတရားနှင့်ရှင်တွဲရပါစေသာဝိပယုတ်တပစ္စယောသူယုတ်မှနှင့်ဝေး၍အကုသိုလ်နှင့်ကင်းရှင်းရပါစေသာအဋ္ဌိပစ္စယောသမုဒ္ဒိနယ်၏အရှိန်ကိုဟုတ်မှန်စွာသိရပါစေသာနတ္ထိပစ္စယောပရမတ္တမရှိတရားဤအတိကိုမျက်မှောက်ပြုရပါစေသာဝိကရပစ္စယောရှေး၌ပွင့်ကုန်ပြီးသောဘုရားတို့ကိုရှိခိုးရပါစေသာအဝိကရပစ္စယောပွင့်လက်တတ်သောဘုရားတို့ကိုလည်းရှိခိုးရပါ